မင်းကဓာတုတော့ပြေကြားတယ်ဘလို့လဲရခဲ့တာကြားတော့မှထင်တယ်မင်းကမနေလည်းမင်းဓာတုတော့ပြေတာအာလီဘာကုမ္ပဏီလေးဘလို့မေးလဲပြရတိုင်းခံနိုင်လားလို့မေးတယ်အဲ့တော့မင်းကဘလို့ပြန်ပြေလိုက်တော့နောက်ကောင်ရောက်တဲ့အဲ့တန်ခံရတာပဲလို့ပြောပြတယ်ပြီးတော့ရောဟိုဘာလဲဆင်းနေလားလို့မေးတယ်အဲ့ဒါကိုရောဘလို့ပြန်ပြေလိုက်တော့ဒီမှာလည်းမေးခိုင်းတာ over time ပဲလို့ပြောလိုက်တယ်ဘလို့ရတော့မထင်လားဒီဘူးအင်တာဗျူးကတော့ရေးပြီးတော့မဲတောင်ကြားရတယ်အလုပ်ပေးလို့ရေးကြတာမဲအဖြေအကြောင်းရေးကြတာအဲ့ဒါကတော့လောက်ရမှသိမယ်ကွာဟုတ်တယ်မလားအေးပါပါအေးပါတော့ coffee ဆေးရဲ့နှစ်သားရနဲ့ထောက်ထားတာဖြစ်တဲ့အတွက်ခင်ဗျားတို့ရဲ့စပင်ပါတာတွေကိုဖြည့်ရှင်းပေးမယ် coffee shampoo လာပါပြီခင်ဗျာခုပဲမှာယူလိုက်ပါ